မင်္ဂလာပါအသက်အာမခံဝယ်ယူတော့မယ်ဆိုရင်ဘယ်အရာတွေကိုအထူးကလှုပ်ဆောင်ရမလဲဆိုတော့ကျွန်တော်ပြောပြပေးပါမယ်အထူးကတော့အသက်အာမခံဝယ်ယူတော့မယ်ဆိုရင်အထူးကလှုပ်ဆောင်ရမယ်အချက်၃ချက်ပဲရှိပါတယ်ဒါကျွန်တော်ကတော့လက်ရှိမှာတော့အာမခံအကြံပေးဖြစ်လောက်ကင်လာတာဆိုရင်ဖြစ်9နှစ်ကျော်10နှစ်လောက်ရှိပါပြီကျွန်တော် corporate customer တွေပြီးရင် individual customer တွေအများကြီးကိုကျွန်တော်ဝန်ဆောင်မှုပေးခဲ့ပါတယ်လက်ရှိအချိန်မှာလည်းပဲကျွန်တော်ရဲ့မှာ customer တွေအများကြီးကိုဝန်ဆောင်မှုပေးနေတော့မှာပဲပြီးရင်ဒါ covid ကာလတော့အသက်တည်ဆုံးမှု claim တွေပြီးရင်ဒါ operation နဲ့ပတ်သက်တဲ့ claim တွေပြီးရင် injury နဲ့ပတ်သက်တဲ့ claim တွေပြီးရင်နှစ်ပြည့်တဲ့အခါမှာပတ်စံပြန်ထော်တဲ့ claim တွေများစွာကိုလည်းကျွန်တော် customer တွေအဆင်ပြေအောင် customer တွေအဆင်ပြေချောမွေ့အောင်ကျွန်တော်လုပ်ဆောင်ပေးခဲ့ပါတယ်ဒီနေ့မှာကတော့ဒါအာမခံဝယ်ယူတဲ့အခါမှာအဓိကလှုပ်ဆောင်ရမယ့်အချက်၃ချက်ကိုပဲကျွန်တော်ပြောပြပေးတော့ပါမယ်ပထမဆုံးအချက်ကတော့ကိုယ့်စီကိုအသက်အာမခံနဲ့ပတ်သက်ပြီးတော့မှဒါအာမခံ agent ကလာပြီးတော့ပြောပြတယ်လာပြီးတော့ရှင်းပြခဲ့တဲ့အချိန်မှာဆိုရင်ဖြင့်ဒီအာမခံ agent ကဘယ်ကုမ္ပဏီကလဲအာမခံ agent ကနာမည်ဘယ်သူလဲပြီးရင်အာမခံ agent ကရှင်းပြတဲ့အာမခံအမျိုးအစားတွေကတော့ဘယ်လိုပုံစံရှိလဲဆိုတာကိုယ့်ဘက်ကနေပြီးတော့မှအတိအကျသိဖို့လိုပါတယ်အာမခံ agent ကရှင်းပြတဲ့အာမခံအမျိုးအစားတွေထဲမှာဒါအာမခံ product ရမှာအာမခံအမျိုးအစားရမှာအားသာချက်တွေရှိတယ်လို့မျိုးအားနည်းချက်တွေလည်းရှိနိုင်ပါတယ်ဒါကြောင့်မလို့ကိုဝယ်လိုက်တဲ့အာမခံအမျိုးအစားကဘယ်လိုမျိုးအာမခံအမျိုးအစားဖြစ်တယ်တစ်နှစ်ကိုဘယ်လောက်သွင်းရတယ်ကိုယ်အနေနဲ့ဒီငွေသွင်းနေတဲ့ကာလဒီငွေစုဆောင်းနေတဲ့ကာလအတော်အတွင်းမှာကိုတခုခုဖြစ်ခဲ့လို့ရှိရင်ဘယ်လိုမျိုးခံစား권နေရှိတယ်လဲဆိုတာကိုလည်းဒါတိကျသိဖို့လိုပါတယ်တချို့ customer တွေဆိုရင်ဒါအာမခံတာဝယ်လိုက်တယ်ကိုဝယ်လိုက်တဲ့အာမခံအမျိုးအစားရမှာနာမည်မသိဘူးကုမ္ပဏီနာမည်မသိဘူးပြီးရင်ကိုဝယ်လိုက်တဲ့ဒီအာမခံရမှာ product အမျိုးအစားကဘာတွေခံစား권ရှိတယ်ဘယ်လိုမျိုးတွေခံစား권ရှိတယ်ဆိုတော့တေချာမသိတဲ့ဒါအာမခံထားတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်မလို့ပထမဆုံးအနေနဲ့ကတော့ကိုဝယ်လိုက်တဲ့အာမခံ company အခြေစိုက်ကဘယ်ကလဲပြီးရင်ကိုဝယ်လိုက်တဲ့အာမခံအမျိုးအစားကဘယ်လိုရှိလဲဆိုတာသိဖို့လိုအပ်ပါတယ်ဒုတိယတစ်ချက်ကတော့ကိုအာမခံဝယ်တော့မယ်ဆိုရင်တော့ဒီအာမခံကြီးသွင်းရတယ်မယ်ပေါ့နော်အာမခံကြီးသွင်းရတော့မယ်ဆိုရင်တော့အာမခံကုမ္ပဏီရဲ့မှာဘဏ်အကောင့်တွေရှိပါတယ်အာမခံကုမ္ပဏီရဲ့ဘဏ်အကောင့်တွေကို agent ကနေပြီးတော့ပေးပါလိမ့်မယ်များသောအားဖြင့်တော့အာမခံကြီးတွေအာမခံဝယ်တဲ့အခါမှာသွင်းရတဲ့အာမခံကြီးတွေဒီအာမခံကုမ္ပဏီရဲ့ဘဏ်အကောင့်တွေကိုပဲတိုက်ရိုက်သွင်းခွင့်ရှိပါတယ်အကယ်၍ agent ကနေပြီးကကြမှာတစ်စစ်ခံပြီးတော့မှဒါဒီအာမခံကြီးသွင်းရမှာကိုသူ့ဘဏ်အကောင့်နဲ့လွှဲခိုင်းတာဖြစ်ဖြစ်တခြားဘဏ်အကောင့်နဲ့လွှဲခိုင်းမယ်ဆိုရင်တော့ဒါနည်းနည်းသတိထားရမယ်ပေါ့နော်ဘယ်လောက်ကြီးပဲယုံကြည်တဲ့သူဖြစ်ပါစေဘယ်လောက်ကြီးပဲခင်းတဲ့သူဖြစ်ပါစေအာမခံအမျိုးအစားကိုတေချာမေးရမယ်ပြီးရင်ကိုအာမခံကြီးသွင်းတဲ့အခါမှာဆိုရင်လေအာမခံကုမ္ပဏီရဲ့ဘဏ်အကောင့်တွေကိုတိုက်ရိုက်သွင်းတာကပို့ပြီးတော့မှစိတ်ချပါတယ်ပို့ပြီးတော့မှကောင်းပါတယ်နောက်ဆုံးအချက်အနေနဲ့ကတော့အာမခံစာချုပ်ကိုလက်ထဲကိုရောက်လာလို့ရှိရင်အဲ့ဒီစာချုပ်ထဲမှာပါလာတဲ့ information တွေကိုတေချာဖတ်ပါအာမခံဝယ်ခဲ့စဉ်ကဒီအာမခံ agent ကပြောပြတဲ့အချက်လက်တွေနဲ့ဒီအာမခံစာချုပ်ထဲမှာရေးထားတဲ့အချက်လက်တွေကကိုက်ညီမှုရှိလားမှန်ကန်မှုရှိလားဆိုတာတေချာဖတ်ဖို့လိုအပ်ပါတယ်အာမခံစာချုပ်ထဲမှာပါတဲ့အချက်လက်တွေကနားလည်ဖို့ခက်တယ်တခါလေးကြာရင်ဒီအာမခံကရေးထားတဲ့အသုံးအနှုန်းတွေရေးထားတဲ့အကြောင်းအရာတွေဒီဒါအာမခံဝေါ်ဝါဒနဲ့ရေးထားတဲ့ပုံစံတွေရှိရပေါ့နော်ဒါကြောင့်မလို့တချို့ information တွေကိုနားလည်ရခက်တယ်ကိုယ်အနေနဲ့တေချာနားမလည်ဘူးဆိုရင်တော့အာမခံ agent ဒါမှမဟုတ်ရင်အာမခံ company ကိုစိတ်ကြိုက်ကိုနားလည်သည့်ထိရှိအောင်မေးလို့ရပါတယ်ဒါကြောင့်မလို့အာမခံစာချုပ်တွေရလာလို့ရှိရင်လည်းအာမခံစာချုပ်ကိုယူပြီးတော့တခါတည်းမသိမ်းထားလိုက်ပါနဲ့တေချာဖတ်ရှုပြီးမှဒါလေးသိမ်းပါဒီအချက်၃ချက်ကိုတေချာလုံးမယ်ဆိုရင်တော့အာမခံဝယ်ယူတဲ့အခါမှာချောချောမှုပဲအဆင်ပြေဖြစ်မှာပါလက်ရှိချိန်မှာဆိုရင်တော့ဒါ social media ပေါ်မှာသတင်းတွေအများကြီးတက်လာတယ် social media ပေါ်မှာလည်းအများကြီးတွေ့တယ်ပေါ့နော်ဒါအာမခံ company တွေဘယ်လိုဖြစ်တယ်အာမခံ agent ကဘယ်လိုဖြစ်တယ်တချို့ customer တွေကြားတော့လည်းနားလေတယ်ပေါ့နော်ဘယ်လိုပုံစံရှိတယ်ဘယ်လိုရှိတယ်ဆိုတာတချို့ customer တွေကြားတော့လေဒါအာမခံဝယ်ယူတဲ့အချိန်တုန်းကတော့သူတို့နားလေတယ်သူတို့ဒီအာမခံမျိုးစားတွေသိတယ်ဒါပေမဲ့အချိန်နည်းနည်းကြာလာတဲ့အခါကျတော့သူတို့ရဲ့မှာဒါနားလည်မှုလွဲသွားတာတွေယူဆလေးတွေလွဲသွားတာတွေရှိတတ်တယ်ပေါ့နော်ဒါကြောင့်မလို့ကိုဝယ်ထားတဲ့စာချုပ်ကိုခဏဖတ်ရှုဖို့လိုအပ်ပါတယ်ဒီအချက်၃ချက်ကိုဒါသတိထားပြီးလှုပ်ဆောင်မယ်ဆိုရင်တော့ဒါအာမခံဝယ်ယူတဲ့အခါမှာအဆင်ပြေချောချောမွေ့ဖြစ်တော့မှာပါ